ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းအကျဉ်းထောင်တွေနဲ့စစ်ကြောရေးစခန်းတွေမှာကြာဆုံးသွားကြသူတွေအတွက်ဂုဏ်ပြုပွဲအခမ်းအနားကိုရန်ကုန်မြို့တော်ဝင်နှင်းစီခမ်းမမှာဒီကနေ့ကျင်းပခဲ့တာပါအဲ့ဒီအခမ်းအနားကိုနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအဖွဲ့တို့ကပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကတဝင်လွှာပေးပို့ခဲ့ပါတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့တဝင်လွှာကိုစစ်ကြောရေးစခန်းမှာ16ရက်ကြာစစ်ဆေးနေချိန်မှာကြာဆုံးခဲ့ရတဲ့ဦးမောင်ကိုရဲ့သမီးကြီးမတ်ဝေဝေမြင့်ကဖတ်ကြားခဲ့ပါတယ်အကျဉ်းထောင်တွေစစ်ကြောရေးစခန်းတွေကိုအသုံးပြုပြီးလူတွေရဲ့ယုံကြည်ချက်တွေကိုရိုက်ချိုးဖို့ကြိုးစားတာဟာတိုင်းပြည်ကိုအညွတ်ကြိုးစေတာပါပဲတကယ်တမ်းကျတော့ဒီအကျဉ်းထောင်တွေစစ်ကြောရေးစခန်းတွေကိုဖျက်ဆီးခဲ့ကြသူတွေရဲ့စိတ်ဓာတ်တွေအယူဆတွေယုံကြည်ချက်တွေဟာဆက်လက်ရှင်သန်ဖွံ့ဖြိုးပြီးတိုင်းပြည်ရဲ့ဒီမိုကရေစီရေးလူ့အခွင့်အရေးအမျိုးသားပြည်နယ်တည်ငြိမ်ရေးအတွက်အခြေခံကောင်းတွေဖြစ်ခဲ့ပါတယ်စစ်မှန်တဲ့အာဇာနည်စိတ်ဓာတ်ဆိုတာအာဃာတကင်းစင်ပြီးမြင့်မြတ်တဲ့ပေါင်းစည်းညီညွတ်ရေးကိုသာလိုလားရပါလေကြာဆုံးသွားခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုဝင်တွေကိုအစိုးရအဆက်ဆက်ကတောင်းပန်ဖို့လိုတယ်လို့ NLD နာယကဦးတင်ဦးကဒီကနေ့အခမ်းအနားမှာပြောပါတယ်ဒီပုဂ္ဂိုလ်တွေသူတို့ယုံကြည်တဲ့အတွက်အသက်ဆုံးသွားကြတယ်။ကျန်တဲ့နေဆက်ခံရဘောပြပြတာဒီလိုမျိုးဘောပြပြတာဘောပြဒါတွေကိုပြန်လည်ပူဇော်ရအားတော့လူသားရဲ့ပိုင်ခွင့်လူကုန်ရဲ့ပိုင်ခွင့်ဒါကိုတော့တောင်းရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ထိုက်တဲ့အားလို့တော့ဒါကိုပြောခဲ့တဲ့အတိုင်းပါဘလူကအပြည့်ကြီးလို့ပေါ့တိုင်းပြည်တွေကိုယ်တိုင်လာခြင်းတက်ပြီးတော့ဖြစ်နေတဲ့ကိစ္စတောင်းအမိုင်းမှာကောင်းကောင်းဆောဆောဆူဆူဒီလိုလည်းပြောတော့အကြောင်းပြုပြီးတော့ဆောပါတဲ့ဘုရားကိုတိုက်တွန်းနေပါတယ်ဒါအပြင်နိုင်ငံရေးသမားတွေကိုဖမ်းဆီးနှိပ်စက်ထောင်ချခဲ့သူတွေဟာလက်ရှိအစိုးရအဖွဲ့မှအာဏာမရှိတော့ပေမဲ့တာဝန်ရှိနေသေးတယ်လို့88မျိုးဆက်အကြောင်းသားကောင်းဆောင်ကိုမင်းခွန်နိုင်ကသူ့ရဲ့အမှတ်တရစကားမှာထည့်သွင်းပြောခဲ့ပါတယ်။ချုပ်အချိန်ကကိုယ်တိုင်အမိန့်ပေးစီခိုင်းခဲ့ပါလေနဲ့တန်တရာရဲ့သဘောစဝိုင်းရဲ့သဘောနှလုံးမသွင်းမိပဲနဲ့အမြဲတမ်းအထိတ်ဆုံးမှတည်နေတယ်လို့ထင်ပြီးတော့ထင်ရဆိုင်ခဲ့တယ်ဒီကနေ့ကိုလုတ်ခဲ့တဲ့အလုပ်တွေအတွက်မိကုန်းတွေကိုဖြေရတဲ့အခါကျတော့တော်ရှောင်ပွဲတော်ပြရဆိုလိုတာကလက်ရှိအာဏာရှိရှိမရှိရှိတာဝန်ရှိတာရှိတာကျွန်တော်အစိုးရတစ်ခုလည်းကိုကြည့်လို့မရဘူးဆိုတော့ကျွန်တော်ပြောတယ်။တစ်ချိန်တော့ပါခဲ့မယ်အခုသူအိမ်လိမ့်စာကြီးဖြစ်ချင်းဖြစ်မယ်အာဏာမရှိတော့ဘူးဒါပေမဲ့တာဝန်တော့ရှိတယ်သူကတာဝန်ခံမှုတော့ရှိရတယ်ဒီကနေ့အခမ်းအနားမှာကြာဆုံးနိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုဝင်တွေကိုရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဦးခွန်ထုံးပါဝင်ထွတ်တော်ကိုယ်စားလှယ်တွေကဂုဏ်ပြုအမှတ်တရလက်မှတ်ပေးအပ်ခဲ့ပါတယ်မြန်မာနိုင်ငံမှာရှစ်လေးလုံးအရေးတော်ပုံကာလနောက်ပိုင်းနိုင်ငံရေးအကျဉ်းသားတွေကိုအာဏာပိုင်တွေကအကျဉ်းထောင်တွေနဲ့စစ်ကြောရေးစခန်းတွေမှာဖမ်းဆီးနှိပ်စက်ထောင်ချခဲ့တာတွေကြောင့်ကြာဆုံးသွားတဲ့လူ185ယောက်ရှိတယ်လို့ဒီကနေ့အခမ်းအနားမှာထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ